အောင်လေးသေပြီးသားသူတွေနဲ့တွေ့ရတာမင်းအဆင်ပြေလား တရေတစေတွေမကောင်းဆိုးရတဲ့အကုန်လုံးကျွန်တော်မြင်နေရတယ်ဖိတ်တာဘုံမှာရောက်နေတယ်ကူညီပေးပါဗျာကူညီပေးပါဗျာမင်းကူညီမှရတော့မယ်ကောင်လေး ကျွန်တော်ဘယ်လိုကူညီရမှာ လေးလေးပဲချောင်းဒီတဲ့ဒီရွယ်ဒီကြီးစားမထားဘူးချစ်စစ်ကိုရှာဖွေနေလို့ကွာဒီလိုဆိုမျိုးသာရလို့ရတော့ကွာတပတ်တိတိလေးအခန်းနဲ့အခန်းမြုံငါမထွက်ဘူး အကိုကညီမကိုရှုံးမလားရဲ့ ကိုက KTV လေးရှိဦးအုံတိုင်းဘုံပွဲဆိုပြီးတော့ရောက်လာတယ်ဘာလို့မပြော ထက်နိုင်ကြပါ surprise ဘူးဘယ်လိုလုပ်ပြီးရောက်လာလဲ အကဲစီခုနကတော့ပဲပြီနေခုတဲပြီဟုတ်ပါယေးဘလို့တရေလေ ငါချက်ချင်းအရက်ဆောင်အမတ်ဆိုပြီးပြင်ခဲ့ရတာပြေတော်နေလေနေလေမတော်ရဲ့တနာယုံလေဟလား တေးကြပြီမင်းကနှာဘူးတရေပဲမှာ ဟာနာဘူးကြီးရဲ့ ရှင်မင်းဝင်ခါရောက်ဝင်ပြီးဘာလုပ်နေရလဲသူနဲ့ယူထားတာတလားရှိပြီလို့ဒါကိုက3လကျန်တယ် သူနဲ့ရတော့ဟုတ်ရဲ့ သူနဲ့ရတာပေါ့ရှင်ဒါဂျိုပိုက်ဂျိုပိုက် ငါတမလုံးမှာစော်သုံးပွေရနေပြီ ထမလုံးမှာစော်သုံးဝင်ရနေပြီ ဝိုင်းတမလုံးမဟုတ်ဘူးဟောတင်ရင်လာပို့နေဟလား ဟာမသားအေးရှင်စောဒီချိုးလေ နေတော့မဟုတ်သေးဘူးတော့ ညာလုံးထိုးတယ် သမီးသူ့ကိုဆက်ပြီးတော့လက်ခံနိုင်လေ ။တမီးကသူ့စက်ပြီးမခံနိုင်တော့ဘူးဖေ ပြောနေရတယ် မင်းလိုချင်တဲ့မစငါ့ကိုနှောက်ဆက်သွားတရေတွေကိုမင်းခေါ်မေး ။ဒီငါတငယ်ကြီးနဲ့ပတ်သက်တဲ့သူကိုမေတ္တာရှင်မာကြီးလို့ဝင်စဲစားနေ လူတော့အခန်းထဲဝင်ပြီးခုခုစင်းရဲတော့နေတာဟလားဟဲ့ဟာ ။စနိုင်ကြော်မှာဖြူစင်မိုးအနိုင်လို့ကျန်။ကျွန်မနဲ့စေအောင်အမြင်လိုက်ခဲ့ပြီးသွားတယ် ငါဒီနေရာမှာရံမပြည့်ချင်အောင်တော့မင်းတို့ကတော့လို့ပြောနေ